မေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ရှင်နာစရာဖြစ်ရမှန်ဇာတ်လမ်းလေးတစ်ခုကိုပြောပြပေးမယ်နော်ဒီဇာတ်လမ်းလေးရဲ့အစမှာတော့ James Mitchell ဆိုတဲ့ကောင်လေးကသူ့ရဲ့ပတ်ဝန်းကျင်ကလူတွေကသူ့ကိုကန်ကောင်းတယ်လို့ပြောကြပါတယ်ဒီကောင်လေးကအသက်32နှစ်ပဲရှိသေးပေမဲ့အောင်မြင်တဲ့ software engineer တယောက်ဖြစ်နေပါပြီသူကလာစားလဲကောင်းပြီးတော့အလုပ်ကိုင်းလေးတည်ငြိမ်နေသူမိဘတွေကထားခဲ့တဲ့အင်ကြီးအိမ်ကောင်းမှလည်းနေထိုင်ရတယ်ရုပ်ရည်လေးကလည်းလူတကာချစ်ခင်တဲ့ရုပ်ချောချောလေးဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့လွန်ခဲ့တဲ့10နှစ်လောက်ကသူ့ရဲ့ဘဝမှာဘလို့အောင်မြင်မှုနဲ့မှအစားထိုးလို့မရတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဒါကတော့ Priya ဆိုတဲ့ကောင်မလေးတယောက်ကြောင့်ပါပဲ။ James ကအိန္ဒိယနိုင်ငံကိုပညာတော်သင်ကျောင်းသားတယောက်အနေနဲ့သွားခဲ့တော့က Priya နဲ့ဆုံတွေ့ခဲ့ရပါ။ Priya ဆိုတဲ့ကောင်မလေးကဘာသာပြန်လုပ်ကိုလုပ်ကိုင်းတဲ့အမျိုးသမီးလေးတယောက်ဖြစ်ပါတယ်။သူကရုပ်ရည်ကလည်းအလွန်ကိုကြက်တည်ရှိပြီးချုံမောလှပတဲ့အပြင်ဉာဏ်ရည်လည်းချက်မြက်ပြီးတော့ဘာသာစကားလေးမျိုးကျွမ်းကျင်တဲ့သူဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတယောက်မသိတဲ့ဘာသာစကားကိုတယောက်ကရှင်းပြပြောပြရင်းနဲ့အချစ်တီဖြစ်ပွားခဲ့ကြပါတယ်။သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကိုအိန္ဒိယယဉ်ကျေးမှုနဲ့ရောအနောက်တိုင်းယဉ်ကျေးမှုနဲ့ပါချင်းချင်းတဲတဲကျင်းပခဲ့ကြပါတယ်။လက်ထပ်ပြီးသွားတဲ့အချိန်သူတို့နေထိုင်ကြတဲ့အိမ်လေးမှာလည်းအိန္ဒိယရဲ့အမွှေးတိုင်နံလေးတွေရောအနောက်တိုင်းယဉ်ကျေးမှုရဲ့ကော်ဖီနံလေးတွေပါမှုပြန့်နေခဲ့ပါတယ်။သူတို့ရဲ့ဘွားကြီးကအဲ့ဒီအချိန်ကြီးရောတယောက်နဲ့တယောက်အပေးယူမျှမျှနေထိုင်နေကြပါတယ်။မကြခင်မှာပဲသူတို့အိမ်တော်ကြီးမှာအကြောင်းထင်လာခဲ့ပါတယ်။ Priya ကအိန္ဒိယနိုင်ငံမှာရှိတဲ့သူ့ရဲ့မိသားစုကိုလွမ်းလာပါတယ်။အထူးသဖြင့်ပွဲတော်ရက်ဒီမှာပေါ့ James က Priya ကိုနားလေပြီးဖို့ကြိုးစားပေမဲ့ Priya ရဲ့နာကျင်မှုကိုတော့ဘာမှမကူစားပေးနိုင်ခဲ့ပါဘူး။ကျော်ချမ်းသာပြီးတော့သူတို့မိသားစုပေါ်မှာဩဇာညောင်တဲ့ Raja Sharma ဆိုတဲ့ဦးလေးအလဲရောက်လာတဲ့အချိန်မှာတော့ပို့ပြီးတော့အခြေအနေဆိုသွားပါတယ်။ Raja Sharma ကသူတို့အိမ်ကိုခဏခဏလာလေတယ်။လက်ဆောင်ပစ္စည်းတွေယူလာတယ်။အိမ်ကိစ္စတွေကိုထိန်းချုပ်ဖို့ကြိုးစားလာခဲ့ပါတယ်။ရာဇာရောက်လာပြီဆိုလို့ရှိရင် Priya က James နဲ့ခက်ဝေးမှာပဲနေပါတော့တယ်။သူတို့နှစ်ယောက်လည်းရင်းနှီးဖော်ရွေမှုနေသွားပါတယ်။အဆိုးဆုံးကတော့ရာဇာရှိမှာဆိုလို့ရှိရင် Priya ကအင်္ဂလိပ်လိုတော့မပြောတော့ဘဲနဲ့သူ့ရဲ့မိခင်ဘာသာစကားဖြစ်တဲ့ဟင်ဒီဘာသာစကားနဲ့ပဲပြောသွားတော့တယ်။2015ခုနှစ်မှာ Priya ရဲ့မိခင်ကအပြင်းထန်ဖျားပါတယ်။ Priya ကအိန္ဒိယကိုပြန်သွားပါတော့တယ်။ James က Priya ရဲ့နောက်ကိုလိုက်ခဲ့ခြင်းနဲ့လို့ပြောပေမဲ့ Priya ကလက်မခံပါဘူး။ James ကိုအလုပ်ကိုမထိခိုက်စေနဲ့လို့ပြောပြီးတော့အတန်တန်ညင်ပါတယ်။လေစိတ်မှာသူတို့နှစ်ယောက်ခွဲခွာတဲ့အချိန်ကိုကြည်ရတာအရန်ကိုရှင်နာစရာကောင်းလာပါတယ်။ Priya က James ကိုနောက်ဆုံးတွေ့ရတဲ့အချိန်လို့သဘောမျိုးထားပြီးတော့အတင်းကိုဖတ်ပြီးတော့ငိုနေခဲ့ပါတယ်။ခွဲခါအစားမှာတော့သူတို့နှစ်ယောက်နေ့စဉ်စကားပြောကြပါတယ်။နောက်ပိုင်းမှာတော့စကားပြောတာနည်းလာခဲ့ပြီးတော့နောက်တော့လုံးဝကိုအဆက်အသွယ်မလုပ်ကြတော့ပါဘူး။သတင်းပတ်နေငယ်ကြတဲ့အခါမှာ James ကိုဖုန်းမိလာပါတယ်။မွန်ပိုင်းရဲကနေဖုန်းဆက်လိုက်တာပါ။ကားတစ်စီးမိလောင်သွားပြီးတော့ကားထဲမှာရွှေလက်ကောက်တစ်ခွင်းရဲ့ Priya ရဲ့ passport ရဲ့ကိုတွေ့ခဲ့ပါတယ်။ Priya တည်ဆုံသွားပါပြီ။ Priya ကိုဂူသွင်းတကြိုပြီးတော့အမှုကလည်းပိတ်သိမ်းသွားပါတယ်။ဂူသွင်းတကြိုတဲ့ကိစ္စတွေအားလုံးကို Priya ရဲ့ဦးလေးကပဲကင်တွယ်သွားခဲ့တာပါ။ James ကအိန္ဒိယကိုသွားဖို့ကြိုးစားခဲ့ပေမဲ့အဆုံးမရှိတဲ့အိန္ဒိယရဲ့ bureaucracy စနစ်ကြောင့်အိန္ဒိယကိုမရောက်ရှိခဲ့ပါဘူး။ချရတဲ့စနီးတွေကိုမျက်စိတမိတ်အတွင်းမှာဆုံးရှုံးလိုက်ရရှာတဲ့ James ကအထီးကျန်မှုတွေနဲ့စိတ်ဖိစီးမှုတွေကိုခံစားခဲ့ရပြီးတော့စိတ်ကျန်းမာရေးကုသနေခဲ့ရပါတယ်။နောက်ပိုင်းမှာတော့တခြားမျိုးတစ်မျိုးကိုပြောင်းသွားခဲ့ပါတယ်။သူ့ရဲ့ဘဝကိုအစပြန်စားဖို့ကြိုးစားပေမဲ့သူ့မှာပျော်ရွှင်စရာတွေတော့မရှိတော့ပါဘူး။တန်တရားတွေကလည်းသူ့ကိုအခုချိန်ထိခြောက်လန့်နေတော့မှာပဲ။ Priya ရဲ့ဦးလေးကဒီရှင်းနေအဖွဲ့ပေါ်မှာအာဏာတွေမြန်ရှိနေခဲ့တာလား။ Priya တည်ဆုံသွားတဲ့မှုကဘာဖြစ်လို့ဒီလောက်မြန်မြန်ပိတ်သွားခဲ့တာလဲ။ဒီမေးခွန်းတွေကသူ့ကိုခြောက်လန့်နေခဲ့ပေမဲ့သူ့မှာအဖြေတော့မရှိရှာပါဘူး။ Priya ကိုဆုံးရှုံးလိုက်ရပြီးနောက်10နှစ်အကြာ2024ခုနှစ်မှာတော့ James ကသူ့ရဲ့ဘဝကိုပြန်လဲပတ်နိုင်ကာစဖြစ်နေပါပြီ။သူကနီးပညာကုမ္ပဏီကြီးတစ်ခုမှာအားကိုရတဲ့အကြီးတန်း architect တယောက်အနေနဲ့လုပ်ကိုင်နေပါပြီ။ Priya ရဲ့ဓာတ်ပုံတွေကိုသူ့ရဲ့ဇွဲပေါ်မှာတင်ထားပြီးတော့မနက်တိုင်းဖျောင်းနိုင်ထွန်းပေးခဲ့ပါတယ်။သူ့ရဲ့ဘဝမှာအသက်ရှင်ရက်တီကိုပြန်လဲကြိုးစားနေနိုင်ပါပြီ။ James ကိုကုသပေးနေတဲ့စိတ်ကျန်းမာရေးဆရာဝန်ကခရီးသွားဖို့တိုက်တွန်းပါတယ်။ဒါကြောင့်သူက Vancouver မြို့ကိုရွေးချယ်ပြီးတော့ခရီးသွားတော့မှာပါ။ Vancouver မြို့မှာစောက်လဲရင်းနဲ့ကော်ဖီဆိုင်လေးတစ်ဆိုင်မှာသူထိုင်နေတဲ့အချိန်မှာရေမောပျော်ရွှင်နေတဲ့ဇုံရွက်တွဲကိုတွေ့ခဲ့ပါတယ်။အမျိုးသားဖြစ်သူကဈေးကြီးတဲ့ဝတ်စားကိုဝတ်ဆင်ထားပါတယ်။သူကတော့ Raja Sharma ပါ။သူ့ရဲ့ဘေးမှာရှိတဲ့အမျိုးသမီးကနေကမျက်မှန်ကိုတက်ထားပြီးတော့စပင်းတူတူလေးနဲ့ကြက်တည်ရှိလာတဲ့အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားပါတယ်။သူမရဲ့ရေမောပုံတွေခေါင်းလေးကိုစောင်းလိုက်တဲ့ပုံတွေစပင်းလေးကိုတက်တင်လိုက်တဲ့ပုံတွေကလုံးဝမမှားနိုင်ပါဘူး။သူမက Priya ပါပဲ။ဟုတ်ပါတယ်။ Priya ကအသက်ရှင်နေစေပါသူမကရေမောပျော်ရွှင်နေပြီးတော့သူ့ရဲ့အတုပကိုစီစဉ်ပေးခဲ့ပါတယ်ဆိုတဲ့အမျိုးသားနဲ့လက်ချင်းချိတ်ထားပါတယ်
James ရဲ့လက်ထဲမှာကင်ထားတဲ့ coffee ခွက်ကမြေကြီးပေါ်ကိုပြုတ်ကျသွားပြီးတော့ James ရဲ့ကဘာကြီးရတယ်လုံးဝကိုမဲမောင်သွားခဲ့ပါတယ်။လုံးဝမဖြစ်နိုင်တဲ့မှန်တရားတစ်ခုကသူ့ရဲ့နှလုံးသားကိုရိုက်ခတ်သွားခဲ့ပါပြီ။လွန်ခဲ့တဲ့10နှစ်ကမြေမြုပ်တကြိုလိုက်ပါတယ်ဆိုတဲ့အမျိုးသမီးဟာတကယ်တော့ဘယ်တော့မှမတည်ဆုံးခဲ့ပါဘူး။အဲ့ဒီညမှာပဲ James က Priya တို့နေထိုင်တဲ့အိမ်ကိုစုံစမ်းပြီးတော့နောက်ကနေလိုက်သွားခဲ့ပါတယ်။ James ကအမှုမှန်ကိုဖော်ထုတ်တော့မှာပါ။သူတို့တွေကလိမ်လည်မှုနဲ့ identity ကအတူပြုမှုတွေကိုလုပ်ခဲ့တာပါပရီယာကအစဉ်ကားနဲ့မတူတော့ပါဘူးသူကရာဇာရဲ့ပုံသွင်းမှုကိုနှစ်ပေါင်းများစွာခံခဲ့ရပါပြီအဖြစ်မှန်ကဒီလိုပါလက်ထပ်ပြီးတဲ့အချိန်မှာပရီယာက James ပေါ်မှာဖောက်ပြန်နေခဲ့တာပါမိခင်တူတည်ဆုံးသွားတဲ့အချိန်မှာတော့ပရီယာက James ကိုပြန်ပြီးတော့မပေါင်းချင်တော့ပါဘူးဒါကြောင့်သူကအသက်အာမခံတစ်ခုဝယ်ယူခဲ့ပါတယ်ဒီအသက်အာမခံပြုလုပ်ပြီးတဲ့အချိန်မှာသူ့ကိုယ်သူတည်ဆုံးတယ်လို့ပုံစံဖန်တီးပြီးတော့ဒီအသက်အာမခံငွေတွေကိုထုတ်သွားခဲ့ပါတယ်ဒီငွေတွေနဲ့ကနေဒါနိုင်ငံ Vancouver မြို့ကိုပြောင်းရွှေ့ပြီးတော့သူတို့နှစ်ယောက်အခြေချနေထိုင်နေခဲ့ကြတာပါနောက်6လကြာမှတရားရုံးကနေအမိန့်စာကြားလာခဲ့ပါတယ်ရာဇာကလိမ်လည်မှု identity ကအတူပြုလုပ်မှုငွေကြေးခွာစားမှုတွေနဲ့ထောင်ဒဏ်12နှစ်ကြာသွားခဲ့ပါတယ်ပရီယာကတော့ပူပေါင်းကြံစည်မှုနဲ့ထောင်ဒဏ်9နှစ်ကြာခဲ့ပါတယ်သူမထောင်ကျနေတဲ့အချိန်မှာ James ကသူမစီကိုဘယ်တော့မှမလာခဲ့ပါဘူးအဲ့ဒီအစားသူ့ရဲ့ဘဝကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေခဲ့ပါတယ်အမှန်တရားတွေပဲရှိပြီးတော့လုံးဝအလင်းညာမရှိတော့တဲ့ဘဝကြီးတစ်ခုကို James ကစတင်တည်ဆောက်နိုင်ခဲ့ပါပြီ